AI kit ရောက်ပြီပေါ့နော်အဲ့တော့ဒီ AI kit မှာကျွန်တော် content writer တယောက်အနေနဲ့တထားမယ် scale 3ခုအဲ့ဒီ scale တွေ3ခုပေါ့နော်ကျွန်တော်ဒီ video မှာကျွန်တော် solution လုံးနဲ့ဒီ example လေးနဲ့ကျွန်တော်ပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ AI ဆိုရင်ကျွန်တော်ဒီ channel မှာလည်းကျွန်တော်များများသိလိမ့်မယ်ကျွန်တော်က AI ဆိုရင်ကျွန်တော် Gemini ကိုအမြဲညွှန်တယ်ပေါ့နော်။ဘာကြောင့် Gemini ကိုညွှန်လဲဆိုတော့ Gemini ကပထမချက်က Google ကထုတ်တာဖြစ်လို့ source ကအရင်စုံလည်နေဒီ data တွေကအရင်ဖြစ်တယ်ပေါ့နော်။တခြား AI တွေတက်ဆိုင်ပို့ပြီးစုံလည်နေတခြား AI တွေကတော့ performance ဘိုင်းတွေမှာပို့ပြီးကောင်းတာတွေရှိမယ်။ဥပမာကျွန်တော် Claude တို့ဒီ ChatGPT တို့ဖြစ်ပေါ့နော်။တခြား AI performance ကောင်းတာပိုကောင်းတာတွေရှိမယ်။ဒါပေမဲ့ကျွန်တော်တို့ဒီ content writing မှာ digital marketing မှာတော့ကျတော့ Gemini ကသုံးရလွယ်တယ်။နောက်သုံးဖို့လည်းပို့ပြီးတော့တင့်တော်တယ်ပေါ့နော်။နောက်တစ်ခုကျတော့ Gemini ကတခြား model တွေတက်ဒီမြန်မာစာမှာပို့ပြီးတော့အားကောင်းတယ်အားတာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ channel မှာဆိုကျွန်တော် Gemini နဲ့ပတ်သက်တာတွေပဲကျွန်တော်သုံးတာများတယ်ကျွန်တော်ဒါကိုပဲသုံးဖို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ content တယောက်အနေနဲ့ဆိုတော့ကျွန်တော် Gemini ရေအောင်သုံးသင့်ဖို့လို့ပြီးဘာကြောင့်သုံးသင့်လို့လဲဆိုတော့ကျွန်တော်တို့ကပုံမှန်ဆို research လုပ်တဲ့အချိန်မှာဒီကျွန်တော်တို့အချိန်အများကြီးပေးတာကနေ Gemini နဲ့ဆိုကျွန်တော်စက္ကန့်ပိုင်းနဲ့ရှာလို့ရတာတွေရှိတယ်။နောက်တစ်ခုကကျတော့ကျွန်တော် idea တွေပေါ့နော် AI ကိုကျွန်တော်တို့ကဒီ လုပ်ဖို့ပိုင်းမှာပြောလို့ပေါ်ထားပြီးတော့စကားတွေပြောမယ်ဆိုရင်ကျွန်တော်ဒီ idea တွေရလာပြီးကျွန်တော် writer blog တွေကိုကျွန်တော်တို့ကြော်လွှားနိုင်တယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ create idea အသစ်တွေပေါ့နော်။ကျွန်တော်တို့ AI ကတော့ကျွန်တော်တို့အရန်ပြည့်စုံတဲ့ idea တော့ကျွန်တော်တို့ပေးနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုပဲအများနဲ့ကျွန်တော်တို့ context တွေ domain input တွေတော့ပေးရတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တစ်ခုခုစလုပ်ဖို့လိုအပ်တဲ့ idea အသစ်တစ်ခုတော့ AI ကကျွန်တော်တို့ guideline ချနိုင်တယ်စဉ်းစားပေးနိုင်တယ်နော်အဲ့တော့ creative idea အသစ်တွေကိုကျွန်တော် brainstorm လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော် Google ecosystem နဲ့ချိတ်ဆက်ထားတဲ့အတွက်ဒီ docs တွေ sheets တွေဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဟာမှဖြစ်ဖြစ်ကျွန်တော်တို့ပတ်လက်ရိုက်ပြီးတော့ကျွန်တော် Gemini အောင်သုံးလို့ရတယ်အဲ့တော့ content writer တယောက်အတွက်ဆိုဒီ content create လုပ်နေလို့အတွက်ဆိုရင်တော့ဒီ AI Gemini ကတော့လေးတင့်တော်တယ်ပေါ့နော်တင့်တော်တဲ့ထဲမှာပါတယ်အဲ့တော့ AI ကိုဒီနေ့စသုံးနေပြီသုံးရင်လည်းကျွန်တော် Gemini ကိုစပြီးတော့သုံးဒီစပြီးတော့မေးတင်ပြီပေါ့နော်အဲ့တော့ကျွန်တော်ကဒီ AI ကိုကျွန်တော်သုံးတယ်လဲဒီမှာညွှန်ပေးခဲ့တယ်ပြီးတော့ကျွန်တော်တို့ကဒီ scale အနေနဲ့စပြောတော့ပေါ့နော်အဲ့တော့ scale 1ကတော့ကျွန်တော်ဘာကိုသိထားဖို့လို့လဲဆိုတော့ prompt engineering ကိုကျွန်တော်တို့သိထားဖို့လိုတယ် prompt engineering ဘာအတွက်အရေးကြီးလဲဆိုတော့ကျွန်တော်တို့ AI ကိုခိုင်းတဲ့အခါမှာကျွန်တော်တို့ကဒီပေါ့နော်ရှင်းလင်းပြီးတော့ထိရောက်တဲ့ရလဒ်တွေရဖို့အတွက် AI ကိုကျွန်တော်တို့ကမေးတတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ AI ကိုကျွန်တော်တို့ကဒီ machine learning instruction တွေ AI ကိုကျွန်တော် machine learning လေးခုနေပြီး AI ပေးတဲ့အဖြစ်ရတယ်ဒီ machine နဲ့အဖြစ်ဖြစ်မှာအဲ့တော့ကျွန်တော်တို့ကရှင်းလင်းတဲ့ instruction တွေ AI ကိုဒီကျွန်တော်တို့ရှင်းလင်းလင်းဖြည့်ပြစေဖို့ AI ကိုကျွန်တော်ရှင်းလင်းမေးတတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဒီ prompt engineer ကိုကျွန်တော်တို့သိတဲ့တယ်ပေါ့နော် prompt engineer တွေမသိရင်တော့ဒီထဲမှာတော်တော်လေးနောက်ကျနေပြီ prompt engineer ကကျွန်တော်ဘာနဲ့တူလဲဆိုတော့အရင်ကကျွန်တော် Microsoft Office Excel အဲ့ဒါကိုလူတိုင်းတက်ထားတဲ့လူလိုပဲပေါ့နော်ကျွန်တော် prompt engineer တွေလည်းဒီခေတ်မှာဒီရုံးလုံးလုံးနေတဲ့လူတွေဆိုရင်တော်တော်များတက်တင်ပြီနောက်ဒါကတော့လူတိုင်းပေါ့နော် basic need ပေါ့ AI ကိုကျွန်တော်တို့သုံးနေတဲ့လူတိုင်းကတော့ prompt engineer တွေကိုကျွန်တော်တို့ဒီခေတ်မှာတက်ကိုတက်တင်ပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ prompt engineering သိဖို့ဆိုကျွန်တော်တို့ဘာတွေပါတင်လဲထိရောက်တဲ့ prompt တွေကပါရှိရဲဆိုတော့ကျွန်တော်တို့ prompt တစ်ခုမှာပေါ့နော်ဒီ၄ဘိုင်းပါတင်တယ်ဒါအခြေခံပေါ့နော်တခြား framework တွေလည်းရှိတယ်တခြားရေးပုံရေးတွေလည်းရှိတယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်နားလည်တဲ့ပုံစံပဲကျွန်တော်ပြောပြမယ်ပေါ့နော်ဒီနားလည်လွယ်တဲ့ပုံစံမျိုးပြပြမယ်ကျွန်တော် prompt တစ်ခုမှာ role ပါတင်တယ် AI ကိုကျွန်တော်တို့ကမင်းကတော့ဒီ role ကလူတယောက်အနေနဲ့မင်းကပုံပြုမှုလိုက်ပါဆိုပြီးကျွန်တော်တို့ role တစ်ခုပေးတင်တယ်ပြီး context ပါအကြောင်းအရာတွေလည်းဘယ်သူအတွက်လဲကျွန်တော်တို့အဲ့ဒါတွေပါတင်တယ်နောက်တစ်ခုက goal ကျွန်တော်တို့ကဒီ AI ကိုမေးလိုက်တဲ့ခင်မှာကျွန်တော်လိုချင်တဲ့ရလဒ်ကဘာလဲအဲ့ဒါပါတင်တယ်နောက်တစ်ခုကကျတော့ format ပေါ့နော်ကျွန်တော်ဘယ်လို format တွေဒီပေးတင်လဲဆိုတာမျိုးကျွန်တော်တို့ပါတင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနားလဲကျွန်တော်နမူနာ prompt တစ်ခုကျွန်တော်ပြထားတယ်အဲ့နမူနာ prompt မှာကျွန်တော်ဗာရေးရလဲဆိုတော့ဒီ professional blog post ကိုကျွန်တော်ရေးခြင်းတယ် digital marketing အတွက် digital marketing ဘိုင်းကိုကျွန်တော်တို့ဒီ CY လုပ်ငန်းရှင်တွေအတွက်ပေါ့နော် professional ကျွန်တော်တို့ blog post ကိုရေးခြင်းတယ်ဆိုကျွန်တော်ပြောထားတယ်အဲ့တော့ကျွန်တော်တို့အဲ့မှာဒီဟာတွေကိုကျွန်တော် prompt engineer မှာဒီမှာထည့်ပြထားတယ်ပေါ့နော်အဲ့ဒါလေးဖတ်ကြည့်လို့ရတယ်ကျွန်တော် YouTube description မှာလည်းချထားပေးမယ်ပေါ့နော် YouTube description မှာလည်းတစ်ချက်ချထားပေးမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ပြထားခြင်းတယ်ပြီးတော့ကျွန်တော် structure နဲ့ format တင်လိုက်ဒီမှာပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ prompt တစ်ခုကျွန်တော်တို့ကလုပ်ပြီးတော့ကျွန်တော်တို့ဒါကို ready လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒါကိုရေးလို့ရပြီ prompt ကိုကျွန်တော်တို့ဖန်တီးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခု scale တစ်ခုပေါ့ scale တစ်ခုကတော့ကျွန်တော်တို့ AI assisted research အဲ့ဒါကလည်းဒီ content writer အနေနဲ့တည်ထားတဲ့အချက်လက်ပဲပေါ့နော်ကျွန်တော်တို့ဒီ AI ကိုကျွန်တော်တို့အချက်လက်ရှာဖွေတဲ့နေရာမှာ idea ထုတ်တဲ့နေရာမှာကျွန်တော်တို့ AI ကိုအသုံးချလို့ရတယ်အဲ့ဒါဘာတွေကောင်းလဲဆိုတော့ကျွန်တော်တို့ဒီ topic တစ်ခုတွေပေါ့နော် topic တွေအများကြီးရှိတယ်ဥပမာကျွန်တော်တို့စဉ်းစားတာ content calendar ဖန်တီးတာပဲဆိုပါလို့ကျွန်တော်တို့ idea တစ်ခုရှိတယ်ဒါပေမဲ့ AI ကိုမြင်တဲ့အခါကျတော့ကျွန်တော်တို့နောက်ထပ်ပိုကောင်းတဲ့ idea တစ်ခုထွက်လာတယ်ဆိုတော့ကျွန်တော်မတူညီတဲ့ shoe ကြောက်ထောင်းအောင်ကျွန်တော်တို့လုပ်လာရတာရှိတယ်နောက်တစ်ခုကကျွန်တော်တို့ AI ကို blog post တစ်ခုပေးလိုက်တယ် blog post ကိုအရှေ့ကြီး link ပေးလိုက်တယ်ပြီးပြီးငါ့ဒါလေးကို summarize လုပ်ပြဒါလေးကိုငါ့ကိုခြုံပြဆို AI ကျွန်တော်တို့ခြုံပြီးတယ်ကျွန်တော်လိုချင်တဲ့အတိုင်းထားတီးခြုံပြီးတယ်နောက်တစ်ခုကကျွန်တော်ဘာလုပ်လဲဆိုတော့ဒါဆို headline တော့ထုတ်လို့ရတယ်ပေါ့နော်
AI ကိုကျွန်တော်တို့ပြောပြီးတော့ headline တွေတော့ကျွန်တော်ထုတ်ခိုင်းလို့ရတယ်ဒီ headline လမ်းစာတွေငါတို့ထုတ်ပေး headline တွေဖန်တီးပေးဆိုကောင်းတဲ့ကျွန်တော်တို့ဖန်တီးခိုင်းလို့ရတယ်ပေါ့ AI အဲ့လိုဒီပြောပြီးတော့ဒီဖြစ်နေပြီ Gemini မှာဆိုကျွန်တော်တို့ဒီမြန်မာစာ rhythmic ညီတဲ့ဟာမျိုးပေါ့နော်ကျွန်တော်ဒီကာယညီတဲ့ဟာမျိုးတွေတော့ထုတ်ပေးနိုင်တယ်ဒီ Gemini ကအစွမ်းထက်နေပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် scale 2အနေနဲ့ဆိုကျွန်တော် AI assisted research လို့ရတယ်ကျွန်တော်တို့ဒီအရင်အရှိမပြောခဲ့တာဆိုရင် prompt engineering လို့ရတယ်ဒီ scale နှစ်ခုကတော့မဖြစ်မနေလိုနေပြီကျွန်တော်တို့ scale 3ခုက3ခုမြောက်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ content refining နဲ့ editing AI ကိုသုံးပြီးကျွန်တော်တို့ကစာတွေကိုပြန် moment လို့ရတယ်ဒီ moment နဲ့ scale ကိုလည်းကျွန်တော်သိတတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ headline တွေထုတ်ခိုင်းလိုက်ပြီး copy တွေမှာ draft ပဲရေးခိုင်းနေဆိုပါစို့ CUI ဆိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီတိုင်းတာကိုကျွန်တော်တို့ client ကိုကျွန်တော်တို့လုပ်ငန်းမှာပြန်သုံးလိုက်လို့မရဘူးကျွန်တော်တို့လူကပြန်ပြင်ရမယ်တုံး adjustment ပေါ့နော်ဟိုမှာယောက်ျားလေးနဲ့ရေးတာဆို AI main ကလေးတိုင်းနဲ့ front တော့ယောက်ျားလေးတိုင်းပြောင်းပြန်ညှိရမယ် AI ကလို့ပေါ့ပါရေးတာဆိုကျွန်တော်တို့ကလေးနဲ့ဖို့လို့ရဆိုလေးနဲ့ဖို့လို့အောင်ကျွန်တော်တို့လုပ်ရမယ်ပြီး fact check လုပ်ရမယ် AI ကမှားနိုင်တယ် AI ကလည်းအမှားရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါတွေအမှန်မှန်ကျွန်တော် fact checking တွေလုပ်ရမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ SEO optimization ပေါ့ဒါတော့မြန်မာနိုင်ငံမှာတော့နည်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒါကိုလည်းဟိုမှာဒီ website တွေပါတယ် blog တွေမှာကျွန်တော်သိတာတယ်ပေါ့နော်ကျွန်တော်ဒီ keyword တွေထည့်သွင်းပြီးတော့လူစိတ်ဝင်စားအောင်လုပ်တဲ့အပိုင်းတွေကျွန်တော်တို့ဒီကိုယ်တိုင်ကလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက် input လည်းလိုတယ် AI ကိုလည်းခိုင်းတတ်ဖို့လိုတယ်သူကလည်းမဖြစ်မနေနောက်ကနေလိုနေတော့မယ်ပေါ့နော်အဲ့ဒါကျွန်တော်လည်းပြောခဲ့တယ်စကားပေါ့နော်အဲ့တော့ကျွန်တော် refining prompt လုပ်မယ်ဆိုရင်ကျွန်တော်နမူနာ3ခုပေးထားတယ်အဲ့ကျွန်တော်လူသားဆန်သေးဖို့ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် please write this paragraph in a friendlier tone don't make it sound like a robot ပေါ့နော်ဒီစိတ်ကိုမရေးနဲ့ဒီနာလူသားဆန်အောင်ရေးအဲ့လိုမျိုးပြီးကျွန်တော်တို့ကကြောက်ဒီနောက်လူရင်းတူရှင်းဆိုဒီတဲ့ကနေမလိုတဲ့စလုံးတွေဖြုတ်ပြီးတော့တူတုံနဲ့ရေးဆိုပြီးကျွန်တော်ပြောလို့ရတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီ intro တစ်ခုရေးခြင်းနဲ့ဆိုလဲ write an intro with a hook that will immediately grab the reader interest ဆိုကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုး AI ကိုပြောပြီးကျွန်တော်တို့ဒီ refining prompt တွေကျွန်တော်တို့ခိုင်းလို့ရတယ်ဒါကတော့ကျွန်တော် example ပဲထည့်ထားပြီးတာပေါ့နော်ဆိုတော့ mix သုံးလုံးနဲ့သုံးလို့တဲ့ပုံစံတိုင်းကျွန်တော်တို့ခိုင်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ AI ခက်မှာ content writer တွေကအလုပ်ထွက်မလားအလုပ်တွေပျောက်သွားမလားဆိုတာမဟုတ်ဘူးပေါ့နော် AI ကိုကျွန်တော်တို့ကလိုတယ်ပြီးကျွန်တော်တို့ကိုလည်းလိုအပ်တုံးမယ်ပေါ့နော်ဒီလုပ်ငန်းတွေကလည်းလိုအပ်တုံးမယ် AI ကလည်းကျွန်တော်တို့လိုအပ်တယ်ဘာဖြစ်လို့ဆိုတော့လူကိုယ်တိုင်က AI ကိုခိုင်းတတ်မှလာကျွန်တော်တို့က survive ဖြစ်မယ်နှစ်ဖက်လည်းအဆင်ပြေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က AI ကိုကျွန်တော်တို့ create တစ်ခုအနေနဲ့ပဲကျွန်တော်တို့ကျွန်တော်တို့ကပြီးရလာတဲ့ result ပေါ်မှာကျွန်တော်တို့အဲ့ဒီ experience တွေကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဒီအမြင်တွေကိုတော့မှထည့်ဖို့မမိနဲ့ပေါ့နော်အဲ့ကျွန်တော်အများအားပြောသလိုပဲ AI ပေးတဲ့နောက် copy paste မလုပ်နဲ့အချက်လက်တွေစစ်ပြီးအများအား AI ရောနဲ့ဒီတခြားကိုယ့်ရဲ့ skill တွေကို upgrade လုပ်ပါပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဘယ်လိုခင်မှာဖြစ်ဖြစ်ဘာခင်မှာဖြစ်ဖြစ်ကျွန်တော်တို့ဒီရှင်းတန်မယ် AI ကိုလည်းကျွန်တော်ကောင်းအောင်အသုံးချနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ topic နဲ့ပတ်သက်ပြီးသိချင်တာရှိရင်ကျွန်တော်ဒီ YouTube comment မှာလေးစားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒါကတော့ဒီ AI နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော် Gemini ကိုသုံးပြီးတော့သုံးတဲ့လူဖြစ်ဖြစ်တခြား AI ကိုဖြစ်ဖြစ် content တယောက်အနေနဲ့ရှိထားတဲ့ skill 3ခုကျွန်တော်ပြပြပြီးတော့ရတာပဲဖြစ်ပါတယ်